နော်အခန်း1နဲ့3လေးအကြောင်းရှင်းပြပါပြီအဲ့တော့ဒီနေ့အခန်း9ဆွေးနွေးကြလို့ပါအခန်း9တော့မောစတူယန်သင်္ချာမျက်လက်သင်္ချာအတွေးအခေါ်ဖုံဖြိုးမှုကိုအားပေးတဲ့ကစားနည်းအဲ့တော့3မျိုးပါပါတယ်အဲ့တော့ဦးဆုံးကျွန်တော် magic square မောစတူယန်ကနေကျွန်တော်စပြောချင်ပါတယ်မောစတူယန်ဆိုတာစတူယန်တစ်မျိုးပါ 3x3 4x4 5x5 အမျိုးမျိုးဖြစ်နိုင်တယ်အစင်လိုက်ကိန်းတွေကိုဖြစ်ရွယ်ချက်ကတန်းမှာရှိတဲ့ကိန်းတွေပေါင်းတိုင်မှာရှိတဲ့ကိန်းတွေပေါင်းဒေါင်းပြပေါင်းအဖြေတွေအကုန်တူရမယ်အဲ့တော့ဥပမာဆိုပါစို့ 3x3 6ကွက်မှာတစ်ကနေ6အထိဖြစ်ပြီးရင်တန်းတွေကိုပေါင်းရင်လဲ15တိုင်လဲ15ဒေါင်းပြပေါင်းလဲ15အဲ့ဒါကို 3x3 magic square လို့ခေါ်တယ်အဲ့တော့ဒါကိုကျွန်တော်သင်္ချာနီးလေးနည်းနည်းလေးဖြည့်ပြောကြတယ်နော်အဲ့ဒီ6လုံးနဲ့မှတစ်လုံးဘယ်လိုရှာမလဲပေါ့ဆိုပါစို့ကျွန်တော်ဒီတစ်လုံးရှာမယ် x ဘယ်လိုရှာမလဲပေါ့ဒါတော့လွယ်တော့မလွယ်ဘူးအဲ့တော့ဘယ်လိုရှာမလဲဆိုကျွန်တော်အုပ်စု၄အုပ်စုယူမယ်အလဲတန်းအလဲတိုင်းဒေါင်းပြက်2ကြောင်း၄အုပ်စုအဲ့တော့တအုပ်စုစီက15လေပေါင်းလက်တွေက15ဒါဆိုအဲ့ဒီ၄အုပ်စုကပေါင်းလိုက်လို့ရှိရင်60ဖြစ်မှာပေါ့အဲ့ဒီ၄အုပ်စုကအဲ့တော့ကျွန်တော်ကအခုအဲ့ဒီ၄အုပ်စုကိုပေါင်းမယ်ပေါင်းလက်ကဘယ်လောက်လဲဆိုတော့ပေါင်းလက်က60ဖြစ်မယ်ဆိုအဲ့ဒီ၄အုပ်စုပေါင်းရင်ဒီအကွက်6ကွက်အကုန်ပါသွားတယ်ဆိုတစ်ကနေ6ပေါ့တစ်ကနေ6အထိအကုန်ပါတယ်အဲ့ဒီမှာအလဲတဲတွေကအကွက်က၄အုပ်စုစလုံးမှာပါတဲ့ကြောင့်၄ချိန်၄ကပါတယ်တကယ်တော့တစ်ကနေ6မှာတစ်ချိန်ပဲပါမှာသူက4ကပါတော့ကြောင့်သူက3ကပူနေတယ်3က 3x ဆိုလိုချင်တာတစ်ကနေ6ပေါင်းပြီး3ချိန်ပူပြီးထပ်နေတာကိုပေါင်းရင်အဲ့ဒါ60တစ်ကနေ6ကိုလက်ချိုးပြီးပေါင်းကြည့်45ပါအဲ့ဒါကြောင့်60မှာ45နှုတ်တော့15က 3x ဆိုတော့ x က5ပါဆိုလိုချင်တာဒီအလဲတဲတဲ့မှာ5ရှိပါတယ် magic square မှာတကယ်တော့အဲ့ဒါကိုမတိကိန်းနဲ့ x y d z တွေထားပြီးလိုက်ရှာရင်ရပါတယ်ဒါပေမဲ့ကျွန်တော်ဒီသင်္ချာတွေနဲ့မရှုပ်ချင်တော့ဘူးကျွန်တော်အဲ့ဒီ magic square ဘယ်လိုတိဆောက်တယ်ဆိုတဲ့နီးကိုပဲပြောတော့မယ်တရုတ်နီးတနီးရှိပါတယ်ဒေါင်း၄တောင်မှာ2 4 6 8ထက်4နဲ့8ပေါင်းတော့12 3ပေါင်း15 2နဲ့4ပေါင်းတော့6 9ပေါင်း15ဒီနှလုံးပေါင်း8 9ပေါင်း15ဒီနှလုံးပေါင်း14 1ပေါင်း15တန်းနေတိုင်းနေဒေါင်းပြတ်တွေဘယ်လိုပေါင်း15အဲ့ဒါ 3x3 magic တိဆောက်ပုံပါနော်အဲ့တော့ကျွန်တော်က 4x4 magic square တိဆောက်ပုံကိုကျွန်တော်ပြောမယ်သူကြတော့4ထန်း4ထန်းတစ်ကနေ16အထိဖြစ်1 2 3 4ပြီးရင်5 6 9 8 9 10 11 12 13 14 15 16ဒါ 4x4 ကိုဖြတ်တာပေါင်းကြည့်မယ်29နဲ့5နဲ့ပေါင်း34ဒီထောင်းပြတ်ပေါင်းကြည့်မယ်24နဲ့10ပေါင်း34တန်းနေတိုင်းနေထောင်းပြတ်ဒီဘယ်လိုပေါင်းပေါင်း34အဲ့ဒီ34ကို magic sum လို့ခေါ်ပါတယ် 3x3 မှာ magic sum မှာ15အဲ့တော့အဲ့ဒီမှာ 4x4 မှာ magic sum မှာ34အဲ့တော့အဲ့ဒီမှာ 4x4 magic square ကိုတော့ပညာရှင်တွေကတတ်မှတ်ထဲတာအလားဆုံးအကျဉ်းနာဆုံးလို့ခေါ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့34ရအောင်ခုနပြောတဲ့တန်းနေတိုင်းနေတဲ့မကဘူးနီးအများကြီးရှိတယ်ဥပမာဒီထောင်4ထောင်ကိုပေါင်း20ရယ်14ရယ်ပေါင်း34အလဲ4ကွက်ပေါင်း34ဒါမှမဟုတ်လဲ4ပိုင်းပိုင်းပြီးတော့တစ်ပိုင်းစီပေါင်း34အမျိုးမျိုးပဲနော်အများကြီးရှိပါသေးတယ်အဲ့တော့ဒါ 4x4 ပါအဲ့တော့ခုကျွန်တော် 5x5 အကြောင်းပြောချင်ပါတယ် 5x5 ကျတော့တစ်ကနေ25ဆိုတော်တော်လေးရှည်လျားလာပါတယ်တော်တော်လေးရှုပ်လာပါတယ်ဆိုအဲ့ဒီမှာစီကန်းတစ်ခုအရှိမြောက်စီကန်းလို့ခေါ်မယ်နော် north east rule တစ်ကိုပထမတန်းရဲ့အလယ်မှာယူပြီးရင်အရှိမြောက်တောင်ကိုသွားအရှိမြောက် north east နဲ့အဲ့လိုတန်းရဲ့အပြင်ထွက်သွားရင်အဝေးဆုံးကိုလာအဝေးဆုံးကိုရွှေ့ပေးရတယ်အကွက်ထဲဝင်သွားပြီးရင် north east ပဲ3အပြင်ထွက်သွားပြန်မယ်
အဲ့လိုအပြင်ထွက်တော်လို့ရှိရင်အဝေးဆုံးပို့တော့အဝေးဆုံးတိုင်ကိုပို့ဒါ4ဒါ5ဆိုnorth east လည်းသွားရောဒီမှာနေရာယူပြီးသားဖြစ်နေတယ်အဲ့လိုနေရာယူပြီးသားတက်နေရင် north east မသွားဘဲနဲ့အောက်ကိုသွားတယ်နော်အဲ့တော့နံပါတ်6ကဒီရောက်လာတယ်9 10 9အဝေးဆုံးကိုသွား9 10အဝေးဆုံးကိုသွား10တက်နေပြန်ပြီဒါဆိုအောက်ကိုသွား17 12 13 14 15ဒေါင်းပြည့်ရဲ့အပြင်ကိုထွက်သွားတယ်16အဝေးဆုံးပို့လို့မရဘူးအကုန်အပြင်ထွက်နေတယ်အဲ့လိုအချိန်မှာအောက်ကိုပို့16ပြီးရင်19 not east 19ဒီမှာ19ပြီးရင် not east တော့18အဝေးဆုံးပို့18 19 20တက်နေတယ်ဆိုတော့21 22 not east တော့တာနော်23အဝေးဆုံးပို့23 24 25 not east ကိုပို့တာအဝေးဆုံးပို့25အထိတစ်ကနေ25ပါအဲ့ဒါကိုဘယ်လိုပေါင်းလိုက်ပေါင်းတာ65ပါဆိုလို့ကျန်တာ magic sum 65 5 by 5အတွက်ပါ